တိုဂျိုမြို့ရဲ့ကားဝက်ရှော့အသေးလေးတစ်ခုမှာကလေးထိန်ခဲ့ရတဲ့15နှစ်အရွယ်စင်ရသားကောင်လေးဘဝကနေဟွန်ဒါကုမ္ပဏီရဲ့တီထောင်သူဖြစ်လာခဲ့တဲ့သူこの名誉あるところの殿堂入りをさせていただきます。စစ်ပွဲတွေတဘာဝဘေးရန်တွေနဲ့အခက်အခဲမျိုးစုံကိုစ조사ရုန်းကန်ခဲ့ရပြီးတဲ့နောက်ဒေါ်လာသန်းပေါင်းများစွာပိုင်ဆိုင်ထားတဲ့တိုယိုတာကုမ္ပဏီကြီးရဲ့ပဲ့ကန်ရှင်ဖြစ်လာခဲ့တဲ့သူကိုဟွန်ဒါလို့ပြောလိုက်တာနဲ့အာရှတခွင်မှာမသိတဲ့သူမရှိမော်တော်ဆိုင်ကယ်တွေကိုတီထွင်ခဲ့တဲ့သူကမ္ဘာအကြီးဆုံးမော်တော်ဆိုင်ကယ်ဘရန်တွေကတစ်ခုကိုပိုင်ဆိုင်ထားပြီးမြန်မာနိုင်ငံရဲ့အကောင်းဆုံးလို့ဆိုရမယ်ဟွန်ဒါမော်တော်ဆိုင်ကယ်တွေကိုတီထွင်ခဲ့တဲ့ဆိုဂျီယိုဟွန်ဒါありがとうございます。ဆိုဂျီယိုဟွန်ဒါကိုတော့1906ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာဂျပန်နိုင်ငံရဲ့ဖူဂျီတောင်ကြီးရှိစင်ရသားယာလေးတရာမှာမွေးဖွားခဲ့ပါတယ်ငယ်စဉ်ကတည်းကဖခင်ဖြစ်သူရဲ့စပိန်ပြည်လုပ်ငန်းကိုပူညီပေးရင်ကြီးပြင်းလာခဲ့ရတာပါအဲ့အချိန်မှာပဲသူ့ဘဝကိုပြောင်းလဲစေမဲ့အရာတစ်ခုကိုတွေးရှိခဲ့ရကဆိုဂျီယိုဟွန်ဒါကရွာမှာပထမဆုံးမြင်တွေ့ရတဲ့ကားကိုအင်မတန်မှရင်သက်ရှူမောစေခဲ့ရပြီးစက်ပစ္စည်းအကြောင်းတွေကိုစတင်စိတ်ဝင်စားလာခဲ့ပါတယ်ဒီလိုနဲ့ပဲသူ့အသက်15နှစ်အရွယ်ရောက်တဲ့အချိန်မှာတော့ဟွန်ဒါကကျောင်းပညာရေးကိုလက်လွတ်ပြီးအိမ်ကိုစွန့်ခွာကာတိုဂျိုမြို့ကိုအလုပ်ရှာရင်ထွက်လာခဲ့ပါတယ်တိုဂျိုရောက်မှာတော့ဟွန်ဒါကကားဝက်ရှော့အသေးလေးတစ်ခုမှာအလုပ်လုပ်ခဲ့ရပြီးမှန်းထားသလိုမဖြစ်ခဲ့ပဲပထမဆုံးလုပ်ရတဲ့အလုပ်ကပိုင်ရှင်ရဲ့ကလေးကိုထိန်းခဲ့ရပါတယ်ဒီလိုနဲ့ကလေးထိန်းတန်ရှင်းလုပ်ပြီးကားအကြောင်းကို6နှစ်ကြာလေ့လာခဲ့ရပါတယ်6နှစ်ကြာလေ့လာခဲ့ပြီးတဲ့နောက်မှာတော့ဟွန်ဒါကသူ့ရဲ့ပထမဆုံးကားအင်ဂျင်ပစ္စတင်ကိုတိုယိုတာကားကုမ္ပဏီကိုရောင်းချခဲ့တဲ့အခါမှာတော့ရင်းပယ်ခြင်းခံခဲ့ရပါတယ်ဒုတိယကြိမ်ထပ်မံရောင်းချတဲ့အချိန်မှာတော့အယောင်းဝယ်ဖြစ်ခဲ့ပြီးအဲ့နောက်ပိုင်းမှာတော့တိုယိုတာကအဓိကအားထားရတဲ့ကားပစ္စည်းတွေရဲ့ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်ထိုအချိန်မှာပဲဒုတိယကမ္ဘာစစ်ကြောင့်1944ခုနှစ်မှာဘာမာရှိကစက်ရုံကိုဘုံကျဲခံခဲ့ရပြီးစစ်ပြီးဆုံးချိန်မှာတော့ကြန့်ရှိနေတဲ့ပစ္စည်းတွေကိုတိုယိုတာကားကုမ္ပဏီကိုရန်45သိန်းနဲ့ရောင်းချခဲ့ပြီးဟွန်ဒါနည်းပညာသုတေသနစင်တာကို1946ခုနှစ်မှာတည်ထောင်နိုင်ခဲ့ပါတယ်ဒီလိုနဲ့1948ခုနှစ်မှာတော့စက်တက်စပိန်ကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး1949ခုနှစ်မှာတော့ဒီတိုက်မော်တော်ဆိုင်ကယ်ကိုစတင်ထုတ်လုပ်ခဲ့ပြီး Grand City ရဲ့ပထမဦးဆုံးမော်တော်ဆိုင်ကယ်ဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ဆိုဂျီယိုဟွန်ဒါကကုမ္ပဏီကိုနိုင်ငံတကာမော်တော်ဆိုင်ကယ်ကုမ္ပဏီကြီးဖြစ်အောင်ပြောင်းလဲနိုင်ခဲ့ပြီးဒါအပြင်1959ခုနှစ်မှာတော့ဟွန်ဒါမော်တော်ဆိုင်ကယ်ဟာအမေရိကန်နိုင်ငံမှာပထမဦးဆုံးကိုယ်စားလှယ်ဆိုင်ခွဲကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်ဟွန်ဒါကသူ့အနားမြုပ်ခင်1983ခုနှစ်ထိဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ခဲ့ပြီးနောက်ပိုင်းမှာဒါရိုက်တာအဖြစ်လည်းရပ်တည်ခဲ့ကအကြံပေးချုပ်အနေနဲ့1983ခုနှစ်ထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်တကူကြီးသုံးသေယူပို့ဆောင်ရေးပစ္စည်းထုတ်လုပ်တီထွင်စုကိုတော့1989ခုနှစ်မှာရရှိခဲ့ပြီး1991ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာတော့အသက်ရောဂါနဲ့ကွယ်လွန်ခဲ့ရပါတယ်တကယ်တော့ဟွန်ဒါဘရန်တစ်ခုမဟုတ်ပဲမူလအစစာချီယိုဟွန်ဒါရဲ့ရိုးရိုးနာမည်ဟွန်ဒါဖြစ်ပါတယ်ဟာခင်ဖြစ်သူရဲ့စပိန်ပြည်ဆိုင်ကနေစခဲ့တဲ့ကောင်လေးတစ်ယောက်ဘဝကနေလက်ရှိအချိန်မှာတော့ကမ္ဘာကျော်ကားကုမ္ပဏီကြီးတွေကိုရှင်နိုင်တဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်နေခဲ့ပါပြီ